ကျွန်တော်ဒီနေ့ PowerPoint program ကိုစပြီးတော့ဖွင့်တာလေးလုပ်ပြပါမယ်နော် PowerPoint စဖွင့်လာမယ်။နောက်ပြီးကျွန်တော်တို့ပြမယ် PowerPoint presentation ကိုဘယ် design ပုံစံနဲ့လုပ်မလဲဆိုတော့ဒီပေးထားတဲ့ဟာလေးတွေကနေပြီးတော့ design ယူပြီးတော့သုံးလို့ရတာပေါ့နော်။ဒါပေးထားတဲ့ဟာတွေပေါ့။သူတခြားဒီမှာ click လုပ်လိုက်မယ် blank presentation နဲ့စယူလိုက်တယ်ပေါ့။ပြောင်းပြီပေါ့နော်။အဲ့မှာဒီနေရာမှာအခုချိန်မှာထပ်ပြီးတော့ design ရွေးချင်တယ်ဆိုတော့ကျွန်တော်ဒီမှာ design ဆိုတဲ့နေရာမှာသွားပြီးတော့ရွေးလို့ရတယ်။ဒီ design လေးလိုက်ရင်သူပေးထားတဲ့ပုံစံလေးတွေရှိတယ်။ပေးထားတဲ့ပုံစံတွေကိုကျွန်တော်လိုက်ရွေးပြီးတော့နှိပ်လို့ရပါတော့နော်။ဒီအောက်ဒီမှာထားရှိတယ်နော်။မျိုးစုံရွေးလို့ရတယ်။ကြိုက်တဲ့ design ကိုကြိုက်သွားပြီဆိုရင်သူ click နှိပ်ထားလိုက်ပေါ့။ click နှိပ်ထားလိုက်တာနဲ့ဒီမှာနှိပ်လိုက်တာနဲ့ဒီဘက်အခြမ်းမှာ color စုံလေးပေါ်လာတယ်။ဒီအောင်မဟုတ်ဒီအောင်နဲ့တခြားအောင်လေးတွေရွေးလို့ရတယ်ဆိုတော့ဒီမှာပြအောင်နော်။မှာ background style နဲ့ effect ဒီ font တွေ color တွေချိန်ရတော့ဒီထဲမှာရှိတဲ့စလုံးရဲ့အထားအသူပုံစံလေးတွေနေရာပုံစံလေးတွေအကုန်လုံးဒီမှာပြောင်းသွားလို့ရတာပါနော်။အဲဆိုနောက်ကဒီဟာလေးကိုအဓိကပြောချင်တာဒီနှစ်ခုပေါ့ဒီ slide size ဆိုတာကဒီခုကျွန်တော်ဒီမှာ PowerPoint presentation မှာမြင်ရတဲ့ slide ရဲ့အခြေက view ကိုခြေလေးမြင်ရတယ်လေဒီမှာပြထားတဲ့ပုံလေးအတိုင်းပေါ့ white ဖြစ်နေတော့ white screen ဖြစ်နေပေါ့သူရဲ့အချိုးက16:9နဲ့တွားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလို view ခြေနေတာပေါ့အဲ့ဒီနေရာမှာကျွန်တော်တို့ကဒီ size နဲ့ထားလို့ရတယ်4:3နဲ့ထားလို့ရပါအဲ့ဆိုသူကနည်းနည်းလေးကြုံသွားမယ်ဘာကောင်းအဲ့ချိန်ကျတော့ဒီလိုလေးမေးတယ်ကျွန်တော်တို့အထဲထဲမှာ data တွေပါဖြည့်ထားပြီးသားအခြေအနေဆိုရင်ဒီလိုဘေးနှစ်ဖက်ပြတ်သွားရင်ကျွန်တော်တို့ကမကောင်းဘူးကိုရေးထားတဲ့အချက်လက်တွေပျောက်သွားမှာပေါ့အားကြောင့်မလို့ဒါမရွေးဘဲနဲ့ဒါပဲရွေးသင့်တယ်ဒါဆိုရင်တော့ data တော့အကုန်ပါသွားမယ်ဒါပေမဲ့အပေါ်နဲ့အောက်နဲ့မှာတော့နည်းနည်းလေးအလွတ်လေးဖြစ်နေလိမ့်မယ်နေရာလွတ်လေးဒါပေမဲ့ तू ကသူ့နှိပ်လိုက်တော့မှကျွန်တော်တို့ရဲ့ဇာတ်ကွက်ကဒီမှာ PowerPoint presentation slide ကဒီမှာဘေးမှာပြတ်သွားတယ်ဒါပေမဲ့အပေါ်နဲ့အောက်နဲ့မှာတော့နည်းနည်းလွတ်တယ်အချက်လက်တွေတော့အကုန်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ slide ရဲ့ပုံစံကိုဒီမှာကြိုက်တာပြင်လို့ရတယ်ဆိုတာလေးရှင်းပြတာပါနော်ဟုတ်ပြီဒါ format background ပေါ့သူ့နှိပ်လိုက်မယ်ဆိုရင် तू ကဒီ design ရဲ့ format တွေကျွန်တော်ဒီမှာလိုက်ပြောင်းလို့ရတယ် solid ဆိုရင်တော့အပြည့်ပေါ့အရောင်တစ်ခုအပြည့်ထည့်တာမျိုးပြောချင်တာပေါ့ကျွန်တော်ဒီနေရာမှာအရောင်ဒီမှာဒါထည့်လိုက်မယ်ဆိုရင်အဲ့ဒီအရောင်တိုင်းအပြည့်ဖြစ်သွားတော့ပေါ့ gradient ဆိုတာနှစ်ရောင်ဆက်ပေါ့နှစ်ရောင်ဆက်မှာဒီမှာအရောင်ဘယ်လိုပြောင်းမလဲဆိုတော့ဒီမှာပြောင်းလို့ရတာလေးတွေနဲ့နိအဲ့လိုလိုက်ပြောင်းလိုက်အောင် picture or texture ကြတော့ဒါပုံလေးတွေဒီမှာသူပေးထားတဲ့ဟာတွေယူသုံးလို့ရတယ်ပေါ့ pattern ကြတော့ဒီလိုတင်မြင်လားဒီလိုလားဆိုအမှပုံစံအမှရွေးလို့ရတာဒါ pattern အကြိုက်သွားပြီးနောက် slide တွေအကုန်လုံးလည်းလုပ်ချင်တယ်ဆို apply to all နဲ့တော့နောက်ပိုင်း slide တွေတိုင်းမှာသူကအဲ့ဒီ format အတိုင်းကိုအကုန်လုံးလိုက်ပြောင်းသွားမယ်အဲ့ဒါကျွန်တော်တို့က home ကနေပြီးတော့ new slide ကိုသွားပြီးတော့ရွေးတိုင်း blank လောက်တိုင်းမှာနောက် slide တိုင်းမှာသူကအဲ့လိုလေးတိုင်းထွက်လာမှာပေါ့ဒါဆိုရင်ကျွန်တော်တို့က design ကအားလုံးမှာအတူတူ live ဖြစ်သွားပြီဆိုတဲ့သဘောပေါ့အားလုံးစီပြကြပါစေ